ဒီနေ့တော့ကျွန်တော်အကင်လေးတွေစားပြမယ်ဗျာဒါကတော့ကျွန်တော်စားမဲ့အကင်တွေကိုกินနေတာဖြစ်ပါတယ်ခင်ဗျာအချင်းကတော့ဝိုင်းတိုင်းလိုမှကျွန်တော်ယူလိုမျိုးအချင်းဘူးလေးတွေထားပေးပါတယ်အချင်းကလိုသလောက်ထည့်စားလို့ရပါတယ်ခင်ဗျာကျွန်တော်ရွေးထားတဲ့အကင်လေးရာပြီဗျာကျွန်တော်စားပြတော့မယ်နော်ဒါအာလူအစာတော့ပါဗျာအာလူအစာတော့ဟုတ်ချက်စားပြမယ်နော်အာလူအစာတော့သူကအာလူအပြားလေးကလေးတွေမှာသူကချက်သားအစာတော့တာဗျာချက်သားအာလူအစာတော့ပါဗျာအာလူကกินလိုက်တဲ့အချိန်မှာသူကဘောအိလေးဖြစ်သွားတယ်ချက်သားကြည့်နေတာလေရတာကွတ်တိပဲဟုတ်ကောင်းကျွန်တော်သမင်းနဲ့စားအထူးမှာတခုရှိတယ်ကျွန်တော်စားပြမယ်ဟာတခုရှိတယ်ဒီလိုမျိုးရာသီဥတုနဲ့လည်းလိုက်တယ်အရန်ကောင်းတယ်တော့ပြမယ်ဟုတ်မရဘူးกินနေတော့မယ်ဟုတ်တော့ပဇွန်ပါဗျဒီပဇွန်ကအခွန်ထုတ်ပြီးသားပါနော်ဟိုမာလာနဲ့ဇာလေးလောက်တာလာပြီဗျာထုတ်ပြမယ်ထုတ်ပြမယ်ငါးကရှင်တို့သူကစင်ငယ်ဆက်အနှစ်တင်တယ်အမိုတွေလည်းပါတယ်ပြီးတော့ရုပ်တီတောင်းလေးလည်းပါတယ်ငွေနှင်းပုံလေးလည်းပါတယ်ငချင်းပြူလေးနဲ့ဗျဝင်းရမယ်ရမ်းမိုက်တယ်ပြမယ်သူ့အနှစ်ကလေဒီတိုင်းအကင်နဲ့အဲ့လိုအကင်မာပြီးတော့အကင်နဲ့စားရင်လည်းကွက်တီပဲအားမဟုတ်ပဲနဲ့ဒီအနှစ်နဲ့ထမင်းနဲ့စားရင်ပို့လိုက်တယ်တော့ဖျားပူကြိုက်ဟောကြိုက်တယ်တော်ကြိုက်တယ်ဒီရာသီဥတုနဲ့ကွက်တီတယ်ရုပ်ကြီးဆက်ဆက်ချင်းငယ်ဆက်လေဒီလိုမျိုးအချင်းနဲ့တို့စားလဲရတယ်ဘာလို့ဝဲနဲ့လူခက်ပဲနဲ့တို့စားလဲကောင်းတယ်သူကလေဒီသားလုံးကလေအသားရယ်ကျုပ်ဆန်ရယ်ကမုံလာဥနီရယ်အဲ့ဒါလည်းပါရင်းကုန်သောဇန်စိတ်နေကြတော့ဒီအသားလုံးတော့ချက်သားလုံးအပြင်ဝတ်သားလုံးလည်းရတယ်ဟုတ်ဟုတ်ကြတော့ဒီထဲမှာလေတို့မိုးလေးလည်းပါအခုစားရင်လေกินစားရင်မပါမဖြစ်စားတယ်ချက်သွင်းပြီးစားအခုလိုမျိုးမိုးရသည်ပါလေဟိုနှာခေါင်းပိတ်နေရတော့နှာအစီးရလို့ဆိုလို့ရှိရင်ချက်သွင်းပြီးလေးกินစားတာတော်တော်သက်သာကျွန်တော်လည်းနှာခေါင်းနဲ့ပိတ်ရှူလေးဝှရှူနေရတာချက်သွင်းပြီးစားပြီးတဖြည်းဖြည်းသက်သာလာချက်သွင်းပြီးအဲ့လိုမီးငယ်တော့ချက်သွင်းပြီးဟိုလိုမီးဖုတ်တာလေအဲ့တော့ကျွန်တော်တို့ချက်သွင်းပြီးกินအောင်ချက်သွင်းမွေးရ我年纪给了呀，ကျွန်တော်ဘယ်ဟာကြိုက်လဲလို့မမေးနဲ့ကျွန်တော်အကုန်ကြိုက်တယ်ကိုယ်ဆိုင်မို့လို့ပြောရမှာစားရင်လို့ပွင့်တာလို့တော့ထင်ရတယ်ကျွန်တော်ကကိုယ်ဆိုင်မှာရှိတာကိုအကုန်ကြိုက်တယ်ကျွန်တော်ဘယ်တော့မှမမို့အဲ့လိုလေကျွန်တော်
ငါးကင်အမြင်နဲ့စားလို့တော့ကျွန်တော်ပြောတယ်ကျွန်တော်ကငါးကင်လည်းရိုးငါးကင်လည်းကြိုက်တယ်ငါးခဲဘက်ကင်လည်းကြိုက်တယ်အကုန်ကြိုက်တယ်ကျွန်တော်ကိုလည်းစားတယ်မြင်စားတယ်ချက်မှာချက်သားအစားတော့တာအာလူပြားလေးအဲ့တော့လေကင်လိုက်တဲ့အချိန်မှာအာလူအပေါ်ရန်အပြားလေးကလေဣသွားတာဗျာတလားဣသွားပြီးတော့အတွင်းသားလေးကလည်းကြက်သွားတာတူသားလေးလေကျူးဆိုင်ရွက်နဲ့လိုက်တာဆိုကျူးဆိုင်ရွက်နဲ့ချိတ်တာဆိုကားကောင်းတယ်မွေးလေးနဲ့အာလူစားတော့ပေါ့နော်စားကြနော်ကျွေးတော့များတယ်ရမိုက်ရဟုတ်ဘလို့မိုးရင်းနေတာတိမိဂွိဘိစောင်းရနေတော့အဲ့ကျင်ငန်းစက်နဲ့တော်တိမိနေအဲ့လိုခမင်းယူရင်းဆွဲလိုက်တော့ရှယ်ပဲကျွန်တော်အကင်းဒီကိုလုံးလည်း recommend ပေးတယ်ခါရီကကျွန်တော်ကစားမရကျွန်တော်အကင်းဒီဘင်းနာမှာရက်ပြီးတော့အဲ့လိုရှင်းလေးရွေးဖို့ခိုင်းထားပြအောင်တချို့ကစားမရအစ်စ်တွေကအခုကျွန်တော် recommend ပေးပါတော့အကင်းကျွန်တော်မပေးတယ်ဘူးဘာလို့လဲဆိုတော့အကုန်ကောင်းလို့ပြောစရာအကင်းအကုန်ကောင်းလို့အခုလည်းဒီအောင်ကျွန်တော် recommend ပေးရမ်းကောင်းအမေတကူတော့ရှိရချင်းငန်ဇက်ကိုကျွန်တော်တို့ကထိထိမိမိလောက်ထားဖြစ်တဲ့အတွက်နည်းနည်းလေးတော့အဆက်ပို့တယ်မနိုင်ပြောတာနည်းနည်းလေးအဆက်ပို့တယ်အရင်အဆက်ကြီးရလို့တော့မဟုတ်ပါဘူးပုံမှန်အဆက်စားတယ်ကျွန်တော်အရင်အဆက်ကိုဂိတ်ဆုံးခေါင်းမစားဘူးအဆက်ကိုပုံမှန်လောက်ပဲစားတာဒီအဆက်ကပုံမှန်ပဲပုံကြိုက်ဘယ်လိုလဲဒါတော့ကျွန်တော်ဆိုင်မှာဒါပဲကြံတော့သင်သိမကြံတော့သက်သားလို့ဒါတော့တော်များကြိုက်ကြဒီဘက်ကလေးမှသက်စံရလားဒီကလေးတွေပါနော်အမြဲဒီရဲစိန်တာကြော့လို့တွေ့ပြီကျွန်တော်ကကျင်လို့ဇက်ထောင်လာအဲ့လိုစားကျင်လို့ဆိုင်ပွင့်တယ်တော့ဆက်စားလိုက်အောင်ပဲဗျာသင်မယ်ဆိုလို့ချင်းအကြာကြီးဖြစ်သွားတယ်ဆက်စားလိုက်အောင်ပဲကြိတ်လာအောင်တွေးလည်းပြန်လာအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ကျွန်တော်ဆိုင်မှာလာအားပေးကြပါလာစားကြည့်ကြပါကျွန်တော်ပြောတဲ့အကင်ကြီးကျွန်တော်ပြောတဲ့ဒီအားကစင်တုံးလေးတွေကစားကြည့်ပါကျွန်တော်မကောင်းမဲနဲ့မပြောပါဘူးဗျာအဲ့တော့စားကြည့်ပါလာ try ကြည့်ပါဦးချစ်မောင်ကင်စံအကင်တွေကိုလက်တွေ့လာစားကြည့်ပါပြီးတော့အခုလိုမျိုးဒီလိုငါးကစင်တုံးလေးတွေကောင်းမကောင်းနဲ့စားကြည့်ပါဗျာကျွန်တော်ပြောတာနဲ့တစ်ထက်ထက်ကြရဲဆိုတာကိုကျွန်တော်မျိုးတွေသိသွားပါလိမ့်မယ်ဗျာအားလုံးပဲဟုတ်